ဒီနေ့ခေတ်မှာအလုပ်ရှာနေတဲ့သူတွေပြီးတော့ professional network ကိုကောင်းကောင်းတည်ဆောက်ထားခြင်းတဲ့သူတွေအတွက်အကောင်းဆုံး platform တွေကတခုကိုပြောပါလို့ဆိုရင်တော့ LinkedIn ကိုပဲလက်ညှိုးထိုးပြရမှာပဲအဲ့တော့ LinkedIn မှာဆိုလို့ရှိရင် professional recruiter တွေနောက်ပြီးလို့ရှိရင် business owners တွေပြီးလို့ရှိရင်တခြားသောဒီကိုကဘယ်အလိုမျိုးကိုရှာခြင်းလဲဘယ်လို professional life ကိုသွားခြင်းလဲဆိုပြီးတော့မှအများကြီးရှာဖွေလို့ရတဲ့အခွင့်အလမ်းတွေမှာအများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့တချို့တွေကလည်းကိုယ့်ရဲ့အားလက်ချိန်မှာFacebook မှာတွားပြီးတော့ချိန်ကုန်နေတဲ့သူတွေရှိတယ်တချို့တွေတခြားသော social media မှာတွားပြီးတော့မှအချိန်ကုန်နေတဲ့လူတွေရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ professional ကိုတခြားလေးတိစောက်ခြင်းတဲ့သူတွေ network ကိုကောင်းကောင်းကြီးကို build up လုပ်ခြင်းတဲ့သူတွေအတွက်ကတော့ LinkedIn မှာတွားပြီးတော့မှကိုယ့်ရဲ့အခြေအနေကိုပြုတ်နေထားတာကိုတွေ့ရတယ်အဲ့တော့လူတော်တော်များများက LinkedIn ကိုကိုဆိုရင်အများကြီးသုံးလာကြတယ်ဘာကြောင့်သုံးတာလဲဆိုတာကိုစဉ်းစားဖို့လားတချို့က LinkedIn အကောင့်တော့ရှိတယ်ဒါပေမဲ့တေချာလေးသုံးမပြကြရသေးဘူးသူ့ရဲ့ဒီအသုံးဝင်ပုံတွေအကျိုးရှိပုံတွေကိုလည်းတချို့တွေစုံစုံလင်လင်မသိရသေးသူတွေလည်းရှိမယ်။ဒီနေ့ဒီဗီဒီယိုမှာတော့ LinkedIn ကိုကူမဆပြီးတော့အသုံးပြုမဲ့သူတမမဟုတ်လဲ LinkedIn အကောင့်တော့ရှိတယ်တေချာသုံးမပြရသေးဘူး။အဲ့လိုလူတွေအတွက်နောက်တစ်ခါဒီ LinkedIn ကသူ့ကိုအသုံးတက်အောင်ဘယ်လိုသုံးရမလဲနောက်ပြီးလို့ရှိရင် LinkedIn မှာ Premium version normal version ဆိုပြီးတော့ရှိတယ် Premium version ကတကယ်သုံးတယ်လားအဲ့တော့ဘယ်လိုလူတွေက Premium version ကိုအသုံးပြုသင်ပြီးတော့ဘယ်လိုလူတွေက normal နဲ့ပဲအသုံးပြုသင်လဲပြီးလို့ရှိရင် LinkedIn ကိုအကျိုးရှိရှိနဲ့ကိုယ့်ရဲ့ဒီ professional life ကိုတည်ဆောက်တဲ့နေရာမှာဘယ်လိုအသုံးပြုအောင်လဲဆိုတဲ့ချက်တွေကိုဒီဗီဒီယိုမှာမျှဝေသွားပါမယ် Okay ဒီတော့ LinkedIn ဆိုတာဘာလဲဆိုတာလေးစပြောရအောင်လူတော်တော်များများကတော့ LinkedIn ဆိုတာ social media app တစ်ခုလိုပဲမြင်တတ်ကြတယ်တကယ်တော့အဲ့ထက်အများကြီးပိုတယ်အဲ့တော့ LinkedIn ကကိုယ့်ရဲ့ဒီ career profile ကိုကောင်းကောင်းတည်ဆောက်ပေးနိုင်တဲ့ professional platform တစ်ခုဖြစ်တယ်အဲ့တော့သူ့ကိုအသုံးပြုခြင်းအပြင်ကိုကအသုံးပြုတတ်ရင်ပြုတတ်သလောက်အများကြီးကြိုးများမှာဖြစ်တယ်အဲ့တော့အဓိကကကိုယ့်ရဲ့ skill တွေနောက် experience တွေနောက်ပြီးတော့ကိုယ့်ရဲ့ project တွေအကုန်လုံးလည်းဓာတ်ရိုက်ပြသနိုင်ပြီးတော့နောက် recruiter တွေနောက် company နဲ့လည်းကိုကဓာတ်ရိုက်ချိတ်ဆက်နိုင်မှာဖြစ်တယ်ဒါဟာသူ့ရဲ့အားသာချက်ပဲအဲ့တော့လူတိုင်းအတွက်အထူးသဖြင့် professional career နဲ့သွားနေတဲ့လူတိုင်းအတွက်ကတော့ LinkedIn ကမဖြစ်မနေသုံးသင့်တဲ့တည်ထားတဲ့ platform တစ်ခုဖြစ်တယ်။ Okay ဒီတော့ LinkedIn မှာအလုပ်ဘယ်လိုရှာမလဲ။အဲ့တော့ LinkedIn မှာအလုပ်ရှာတဲ့ခါကျရင် random စကားလုံးတွေနဲ့သွားပြီးရိုက်ရှာနေတာမျိုးထက်ကိုလိုချင်တဲ့အလုပ်ကိုရှာနေတဲ့အလုပ်နဲ့သက်ဆိုင်တဲ့ keyword တွေကိုအသုံးပြုပြီးတော့ရှာတာပို့ပြီးတော့မှကောင်းတယ်။ဥပမာကိုက remote job ရှာနေတာဆိုရင် okay remote job မှာဘယ်အပိုင်းကိုကိုကရှာနေတာလဲ admin လား HR လားနောက် customer support လားနောက်ပါရှိဦးမလဲဒီ web developer လားနောက် customer service လားနောက် office ပိုင်းလားအဲ့လိုမျိုးပေါ့ကိုရှာခြင်းတဲ့အရာမှန်သမျှကိုကဘယ်လုပ်ကိုရှာနေရလဲဘယ်ဘိုင်းကိုရှာနေတာလဲဆိုပြီးတော့မှအသေးစိတ်ကိုက filter လုပ်ပြီးရှာလို့ရတယ်နောက်တစ်ခုကဒီ job type ပေါ့နော် job type မှာဆိုရင်လည်းကိုက full time ကို join ချင်လား part time လားဒါမှမဟုတ်လည်း contract base လားပေါ့အဲ့လိုမျိုးအသေးစိတ်တွေထပ်ပြီးတော့ filter လုပ်လို့ရတယ်နောက်တစ်ခုကဘာရှိဦးမလဲ location ဆိုလို့ရှိရင်လည်းကိုကလက်ရှိဘယ်နိုင်ငံမှာနေပြီးတော့ဘယ်နိုင်ငံကအလုပ်တွေဆိုရင်ကိုက remote နဲ့ join နိုင်ပြီးတော့ဘယ်နိုင်ငံအလုပ်တွေဆိုရင်ကိုက on site လာနိုင်တယ်လေပေါ့ဒီလိုမျိုးအစအဆင့်ဆင့်ကိုကတတ်မှတ်ပြီးတော့မှ filter လုပ်သွားလို့ရတယ်နောက်တစ်ခုကဘာရှိဦးမလဲပြီးသွားပြီဆိုလို့ရှိရင်တော့ကိုရွေးစရာရှိတာတွေကိုရွေးပြီးပြီဆိုရင်တော့ဒီ job alert ဆိုတဲ့ဟာလေးကိုဖွင့်ထားလိုက်ပါဒါဆိုလို့ရှိရင်တော့ကိုနဲ့သက်ဆိုင်နဲ့ကိုယ့်ရဲ့ filter နဲ့ပတ်သက်တဲ့အလုပ်တွေပေါ်လာတိုင်းမှာကိုယ့်စီကို notification ရောက်မှာဖြစ်ပါတယ်ပြီးတော့အဓိကကလေ experience ရှိတဲ့သူတွေပဲ LinkedIn မှာရှာလို့ရတာမဟုတ်ဘူးเนาะ experience မရှိသေးဘူးကိုက entry level beginner တွေပါဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကိုနဲ့သက်ဆိုင်တဲ့အလုပ်ကရှိကိုရှိတယ်ဘာဖြစ်လို့လဲဆိုတော့တချို့က internship တွေခေါ်တာရှိတယ်တချို့ကလည်းဒီ entry level တွေမှာတေချာလေး train ပေးဖို့ဆိုပြီးတော့မှဒီ training provider နဲ့ခေါ်တာလည်းရှိတယ်အများကြီးပဲအဲ့တော့ကိုကငါ့မှာ profile တော့တိစောက်တာဟုတ်ပါပြီငါ့မှာဒီ background experience မှာမရှိတာဘယ်လိုရှောက်လဲဆိုပြီးလည်းပူစရာမလိုဘူးကိုနဲ့တင့်တော်တဲ့ကိုကဥမာ experience မရှိတာဘူးဆိုရင်တော့မှကို profile ကိုကောင်းကောင်းလေးတိစောက်တာကိုကဘာတွေတက်မြောက်ထားတယ်ဘာတွေသင်ကြားပြီးပြီအတွေ့အကြုံတော့မရှိသေးဘူးဆိုရင်ဘာတွေတော့လုပ်နိုင်တယ်ဘယ်လိုပိုင်းတွေကိုတော့ကျွမ်းကျင်တယ်စသဖြင့်ကိုဘလောက်ကျွမ်းကျင်ကြအောင်ဘယ်အပိုင်းမှာကိုဘာတွေရနေကြအောင်ဘလောက်ဒီကျွမ်းကျင်နေကြအောင်ကိုကဖော်ပြထားမယ်ဆိုရင်ကိုနဲ့ကိုက်ရရဲ့လောက်ကပေါ်လာပြီဆိုတော့ねကိုစီမှာခုနကပြော notification အလားတက်မှာကိုက job အလားကိုဖွင့်ထားလိုက်ရုံပဲအဓိကကတော့ပြောချင်တာကကိုဘယ်လို့ကိုရှာနေတယ်လဲဘယ်လိုပုံစံမျိုးနဲ့လုပ်ချင်တာလဲဘယ်လို location တွေအတိုင်းကိုကလုပ်နိုင်တာလဲပြီးလို့ရှိရင် experience ဆိုလဲကိုကဘယ်နှစ်နှစ်ရှိလဲဒါမှမဟုတ်လုံးဝမရှိတဲ့သူလားစသဖြင့်ကိုနဲ့သက်ဆိုင်တဲ့ဟာအတိုင်းပဲကိုအဲ့ဒီ keyword တွေကိုအသုံးပြုပြီးတော့မှ filter လုပ်ခဲ့ပါနောက်ပြီးလို့ရှိရင်တော့ job အလားကိုဖွင့်လိုက်ပြီဆိုတာနဲ့ကိုနဲ့သက်ဆိုင်တဲ့ဟာတွေကိုရဲ့ filter ထဲမှာပါဝင်တဲ့အလုပ်တွေရှိလာပြီဆိုတော့ねကိုစီကို notification ဝင်လာမှာပါအဲ့တော့ LinkedIn profile ကဘာလို့ရေးကြည့်ရလဲ LinkedIn profile ကကိုယ့်ရဲ့ online resume တစ်ခုလိုပဲ recruiter တယောက်ကကိုယ့်စီကိုဓာတ်ရိုက်လာမဆက်သွယ်ခင်မှာကိုယ့်ရဲ့ profile ကိုအရင်ဝင်ကြည့်တယ်ဒီတော့ကိုကကိုယ့်ရဲ့ profile မှာကောင်းကောင်းလေးပြင်ဆင်ထားဖို့ကပို့ပြီးတော့မှအရေးကြီးတယ်
အဲ့တော့ profile ကိုကိုက professional ကြဖြစ်အောင်ပြင်ဆင်ထားပါပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ profile photo ကိုကောင်းကောင်းလေးထည့်ထားနောက်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ headline မှာဆိုလည်းရှင်းရှင်းလင်းလင်းရေးထားပါတော့ကိုကဘယ် position ကိုရှာနေတယ်ဘာတွေကျွမ်းကျင်တယ်ဆိုတာကိုမြင်သာထင်သာရှင်းအောင် headline ကိုတခြားလေးပြင်ဆင်ထားပါပြီးတော့လို့ရှိရင်တော့ကိုယ့်ရဲ့ profile လုံးဝပြည့်ပြည့်စုံစုံဖြစ်ဖို့ရတော့နောက် experience တွေ skill တွေလိုအပ်တယ်လို့ကို့မှာ profile ကောင်းကောင်းရှိတယ်ဆိုလို့ရှိရင် profile ကောင်းကောင်းရှိနေခြင်းကမှန်ကန်တဲ့လူတွေမှန်ကန်တဲ့ recruiter တွေကနေမှကိုယ့်ရဲ့ profile ကိုသတိထားမိသွားစေနိုင်တယ်။ Okay အဲ့တော့အရေးကြီးဆုံးပိုင်းအောင်ရောက်လာပြီ။တခြားသော online platform တွေလိုမျိုးပဲ LinkedIn မှာလည်း scam post တွေအများကြီးရှိပါတယ်။အများကြီးကိုရှိပါတယ်။အဲ့တော့ဘယ်လိုမျိုးတွေအခြေအနေတွေမှာသတိထားရမလဲဆိုရင်ကိုယ့်ကိုလာဆက်သွယ်တဲ့အချိန်မှာအင်တာဗျူးတောင်မလုပ်ရသေးဘဲနဲ့ကိုယ့်ဥမာလာစာတွေအများကြီးပေးမယ်ဆိုတာမျိုးမလုံးပေးတာမျိုးပေါ့နော်။အဲ့လိုခါမျိုးတွေဆိုရင်သတိထားပါ။နောက်တစ်ခုကကိုယ့်ကိုလာဆက်သွယ်တဲ့အချိန်မှာthird party application တွေကိုလာဆက်သွယ်ဖို့အတွက်ပြောတဲ့ဟာမျိုးဆိုရင်စဉ်းစားပါ။ဥမာ WhatsApp ကနေလာဆက်သွယ်ပါ Telegram ကနေလာဆက်သွယ်ပါဒါမျိုးပြောပြီးဆိုရင်ဒါ100%မဟုတ်ရင်တော့99.999% လုံးဝအတူလိုပဲသတ်မှတ်ရမယ်ပေါ့နော်။အဲ့ဒါလေးတွေသတိထားရမယ်။နောက်တစ်ခုကကိုယ့်ကိုအလုပ်ရဖို့အတွက်ဒီအလုပ်နဲ့ပတ်သက်တဲ့ interview process တွေနောက် documentation process တွေဘာတစ်ခုမှမ run ရသေးပဲနဲ့ပေါ့နော်ကိုလာပြီးတော့မှကိုကြီးချက်လက်တွေအများကြီးတောင်းတယ်နောက်လို့ရှိရင်ဘာလဲကိုတစ်ခုခုပေါ့နော်အကြောင်းပြပြီးတော့မှပတ်စံတောင်းတယ်ဥပမာငါတို့ company က registration fee တော့ဘလောက်အရင်ပေးရမယ်ဒါပြီးမှနောက်ထပ် process တွေဆက်လုပ်လို့ရမယ်ဆိုပြီးတော့အဲ့လိုပြောတာမျိုးဆိုရင်လည်းတတိထားပါအဲ့တော့တကယ်အလုပ်ခန့်တဲ့ company တကယ်မှန်ကန်တဲ့ recruiter တွေကဘယ်တော့မှအဲ့လိုမျိုးငွေကြိုးပြီးတော့တောင်းလို့မရှိဘူးနောက်ပြီးတော့ third party application တွေလည်းခေါ်လို့မရှိဘူးဥပမာတကယ်ကို interview လုပ်မဲ့သူဆိုရင်တခြားမှန်ကန်ဆက်သွယ်တယ်နောက်တစ်ခုကကိုယ့်ရဲ့ကိုယ့်ရဲ့အကြောင်းလေးပေါ့နော်ဒီကိုယ့်ရဲ့ sensitive ဖြစ်တဲ့ information ဥပမာနေ့ရဲ့ passport ပေးပါနောက်နေ့ရဲ့ bank account ပေးပါဒါမျိုးတွေတောင်းလာပြီဆိုရင်လုံးဝမပေးပါနဲ့မဖြစ်သင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်လုံးနေတဲ့ company တကယ်ဝန်ထမ်းရှာနေတဲ့ recruiter တွေဆိုရင်ဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူး officially အလုပ်တကယ်ခံပြီးပြီဆိုမှကျန်တဲ့ process တွေကဆက်သွားရမှာအဲ့တော့ interview တော့မလုပ်ရသေးဘဲနဲ့ကိုယ့်ရဲ့ချက်လက်တွေကိုအများကြီးအလွန်ကြုံနေတောင်းနေတယ်နောက်ကိုက company အကြောင်းမေးတဲ့ခါကျတော့ company ရဲ့အကြောင်းကိုသိချလေးမရှင်းပြဘူး clear မဖြစ်ဘူးဆိုရင်လက်မခံပါနဲ့ Okay အဲ့တော့ intro မှာပြောသားသလိုပဲ LinkedIn Premium version နဲ့ Free version နဲ့ဘာကွာလဲဆိုတာကိုတစ်ချက်ပြပြမယ်အဲ့တော့ဒီ normal version က free account ပေါ့နော်အဲ့ဒီ free account မှာကျတော့ကိုကအလုပ်ရှာနိုင်တယ်နောက်လူတွေနဲ့ connect လုပ်နိုင်တယ်ဆိုတော့ကလူတွေကိုသွားပြီးတော့မှ app friend တွေပါ connection တွေပါပို့လို့ရတယ်ပေါ့နော်အဲ့လိုလုပ်လို့ရတယ်နောက်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ professional network ကိုလည်းကောင်းကောင်းတည်ဆောက်နိုင်တယ်ဒါပေမဲ့ premium version မှာကျတော့ပို့ပြီးတော့မှဒီ professional standard tools တွေပို့ပြီးတော့ပါလာတော့တွေ့ရတယ်အဓိကဘာလဲဆိုတော့ကိုယ့်ရဲ့ profile ကိုဘယ်သူတွေကြည့်သွားလဲဘယ် recruiter တွေဝင်ကြည့်သွားလဲဘယ် company ကကိုယ့်ကိုစိတ်ဝင်စားနေလဲဆိုတဲ့ဟာတွေကိုမြင်နိုင်တယ် see insight ဒီကိုယ့်ရဲ့ premium insight ထဲမှာမြင်နိုင်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီ job search နဲ့ပတ်သက်ပြီးတော့လည်းတချို့ tools တွေစုံစုံလင်လင်သုံးလို့ရတယ်ဥပမာအပြင်ပြောမယ်ဆိုရင်normal account မှာဆိုရင်ကျမတို့တွားပြီးတော့ message ပို့လို့မရဘူးသူများကိုအဲ့ဒီ premium account မှာကျတော့ကိုကအလုပ်ကြော်ညာတကူတွေ့တယ်သွားပြီးတော့မှအဲ့လိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်သူ့ရဲ့ account ထိုက်ရိုက်သွားပြီးတော့ message ပို့လို့ရတယ်ဒါကလည်း premium account ရဲ့အားသာချက်တစ်ခုပေါ့နော်နောက်ထပ် premium account မှာအကြိမ်ဆုံးနဲ့အကောင်းဆုံးအားသာချက်တစ်ခုတော့ LinkedIn landing ပဲအဲ့ LinkedIn landing မှာကလေကိုကဘာသင်ခြင်းလဲကိုသင်ခြင်းနဲ့course တွေအဆုံးရှိတယ်ကိုယ့်ရဲ့ professional နဲ့ပတ်သက်တဲ့ career နဲ့ပတ်သက်တဲ့ဟာကိုသင်မလားဒါမှမဟုတ်လဲဥပမာ software ဘိုင်းသင်မလားနောက် AI ကိုသင်မလားနောက် language ကိုသင်မလားအကုန်ပဲကြိုက်တဲ့ဟာအကုန်သင်လို့ရတယ်ဒါက premium user တွေရရှိမယ်အထူးခွင့်ရေးပဲပေါ့နော် normal account သမားတွေကအဲ့လိုမရဘူးအဲ့တော့ premium version ရဲ့အဓိကအားသာချက်ကတော့အဲ့ဒါပဲကြိုက်တဲ့ဥစ္စာတွေကိုသွားသင်လို့ရတယ်ပြီးလို့ရှိရင်အဲ့မှာ course တွေအများကြီးရှိတယ်နောက်ပြီးတော့ဒီသူနာရီလိုက် course တွေတချို့ဆိုလဲ9နာရီ10နာရီကြာတဲ့ course တွေရှိတယ်တချို့ဆိုလဲအရန်ကိုလွယ်ကူရိုးရှင်းတဲ့ application အသုံးပြုပုံအသုံးပြုနေတော့နောက် software အသုံးပြုနေဆိုတော့ဒီလိုရိုးရှင်းတဲ့ဟာမျိုးတွေဆိုရင်တော့2နာရီ3နာရီလောက်နဲ့ပြီးတဲ့ course တွေလည်းရှိတယ်အဲ့တော့အဲ့လိုမျိုးတွေကိုကသူပေးထားတဲ့အချိန်တိုင်းပဲတေချာcourse ကိုစောင့်ငန်းတိုင်အောင်တက်ပြီးပြီဆိုရင်သူ့ဘက်ကနေပြီးတော့ certificate ပေးတယ်အဲ့တင်တဲ့တနေ့စဉ်အတွင်းမှာလည်းသူ့ရဲ့စာအုပ်တေချာလိုက်လို့မလို့သိဖို့အတွက်သူကဒီ multiple question လေးတွေနဲ့ multiple choice လောက်ခိုင်းတဲ့ဟာလေးလည်းရှိတယ်အဲ့ဒါလေးကိုကစာတေချာလိုက်လို့တယ်ဆိုရင်အဲ့ဒီquestion တွေကလည်းကောင်းကောင်းဖြေနိုင်တယ်အဲ့တော့အဲ့ဒါနေပြီးသွားပြီဆိုရင် course လည်းပြီးသွားပြီ multiple question တွေကလည်းကောင်းကောင်းဖြေနိုင်တယ်ဆိုလို့ရှိရင်သူက certificate ပေးတယ်အဲ့ဒီပေးတဲ့ certificate ကတစ်ခါတလေမှဆိုရင်တော့ဒီဗာလဲ Google တို့နောက် Microsoft တို့နဲ့သူ cooperate လုပ်ပြီးတော့မှတင်တဲ့ course တွေဆိုလို့ရှိရင်တော့ဒီ certificate မှာ LinkedIn ကအတိအမှတ်ပြု certificate အပြင်ကိုဒီ Microsoft တို့ဒီ Google တို့ကပေးတဲ့ certificate ကိုပူးတွဲရရှိတယ်အဲ့လိုမှမဟုတ်ရင်တော့ပုံမှန်ချိန်မှာဆိုတော့ LinkedIn ကပေးတဲ့ certificate ကိုရတယ်အဲ့ဒီ certificate ဟာ
worldwide မှာရှိတဲ့ freelance platform တိုင်းကအသိမှတ်ပြုပါတယ်အဲ့တော့တင်တန်းတွေတက်ပြီးတဲ့အခါတိုင်းမှာ LinkedIn ကပေးတဲ့ certificate ကိုရတယ်အဲ့ဒီ certificate ကလည်းတကယ်ကိုအသုံးတက်ပြီးတော့မှဒီ freelance platform တွေကလည်းလက်ခံတာဖြစ်တဲ့အတွက်ကြောင့်အရန်ကိုအသုံးဝင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ premium version မှာကျွန်မတော်တော်အကြိုက်ဆုံးကအဲ့ဒီချက်ပဲအဲ့တော့နောက်တစ်ခုက LinkedIn မှာ premium type က2မျိုးရှိတယ်အဲ့တော့အဲ့ဒီ2မျိုးကလည်းကိုယ့်ရဲ့ဒီလိုချင်တဲ့အချက်တွေပေါ်မူတည်ပြီးတော့မှ option တွေမတူကြဘူးပေါ့နော်အဲ့တော့နံပါတ်1ကတော့ဒီcareer premium ပေါ့အဲ့တော့ career premium ကကြတော့ဘယ်လိုတွေအတွက်လဲဆိုရင်ကိုကလှုပ်ရှာနေတဲ့သူဆိုလို့ရှိရင်တော့ဒီ career premium ကပို့ပြီးတော့သင်တော်တယ်အဲ့လိုအတွက်ကဒီအလုပ်နဲ့ပတ်သက်တဲ့ကြော်ညာတွေပေါ့နော်အလုပ်ခေါ်စာတွေနောက် recruiter တွေကပို့ပြီးတော့မှသူ့ရဲ့ဒီ wall ထဲမှာပို့ပြီးတော့ပေါ်လာလိမ့်မယ်အလုပ်ရှောက်ရတာပို့ပြီးတော့အဆင်ပြေစေမယ့် tools တွေရှိမယ် job search လုပ်တဲ့အချိန်မှာပို့ပြီးတော့မှအဆင်ပြေစေမယ့် tools တွေကိုတွေ့ရမယ်ပေါ့နော်ဒါကcareer premium သုံးမဲ့သူတွေအတွက်ပေါ့နော်နောက်တစ်ခုကတော့ business premium ကကြတော့ဘယ်လိုအတွက်လဲဆိုလို့ရှိရင်သူကကြတော့ဒီကိုက business connection တိုးချဲ့ခြင်းနဲ့နောက်ပြီးတော့ professional network ကိုတိစောက်ခြင်းနဲ့နောက်ကိုကဒီ business owners တွေနောက်ပြီးတော့ company ကြီးတွေပြီးလို့ရှိရင်ဒီလုပ်ငန်းအကြီးကြီးကလူတွေနဲ့ကိုက network ချဲ့ခြင်းနဲ့ဆိုတဲ့လူတွေအတွက်ကတော့ business premium ကပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ကိုကဘာလိုချင်တာလဲဆိုတော့ပုံမူတည်ပြီးတော့ဒီ type 2မျိုးတန်းတွေတစ်ခုကိုနဲ့တင့်တော်တဲ့ဟာတစ်ခုရွေးချယ်ပါအဲ့တော့ကိုက LinkedIn Premium ကိုစိတ်တော်ဝင်စားတယ်ဒါပေမဲ့လောလောဆယ်ငွေကုန်ကြေးချခံပြီးတော့မသုံးချင်သေးဘူးအရင်ဆုံးအစမ်းအနေနဲ့အဆင်ပြေလားမပြေလားစမ်းသုံးကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ကိုလည်း LinkedIn ကတခါတည်းမှာဒီ free trial တွေချပေးတဲ့ခါရှိတယ်တချို့သော account တွေအတွက်ပေါ့နော်တချို့သော account တွေအတွက်ကို free trial တွေချပေးတဲ့ခါရှိတယ်အဲ့တော့ကိုက free trial ရပြီလားမရသေးဘူးလားဆိုတော့သိချင်ရင်ကိုယ့်ရဲ့ဒီ setting ထဲကိုသွားပြီးတော့မှဒီ premium section မှာဝင်ပြီးတော့စစ်ကြည့်လို့ရတယ်တကယ်ပြီး free trial တွေ့နေပြီဆိုရင်ဝင် join လုပ်ရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီ visa card information တော့ပေးဖို့လိုလိမ့်မယ်အဲ့တော့ကိုကအဲ့လို free trial ရတဲ့ခါမျိုးမှာဝင် join ပြီးတော့မှအဆင်ပြေလားမပြေလားစောင့်ကြည့်ပေါ့ကိုကြိုက်တယ်အဆင်ပြေတယ်ကိုသုံးချင်တယ်ဆိုတော့မှဒီ premium ကိုဆက်ပြီးတော့ join ပေါ့အဲ့လိုမျိုးဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ LinkedIn premium ကိုအသုံးပြုချင်တယ်ဆိုရင်ရောဘယ်လိုဝယ်ရမလဲအဲ့တော့ premium ကို LinkedIn မှာတိုက်ရိုက်ဝယ်ယူနိုင်တယ်လို့တခြားသောဒီ digital product ရောင်းတဲ့ site တွေမှာလည်းဝယ်ယူနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီ account security နဲ့ပတ်သက်တဲ့ပို့ပြီးတော့မှလုံခြုံစိတ်ချခြင်းနဲ့ဆိုလို့ရှိရင်တော့ official နည်းလမ်းတိုင်းပဲတိုက်ရိုက်ဝယ်ယူသုံးပြီးတော့ပို့ပြီးတော့မှအကောင်းဆုံးပါပဲ Okay ဒီတော့ LinkedIn Premium ကိုအသုံးပြုခြင်းကငွေကုန်တာလားဒါမှမဟုတ်ရှင် investment လားလို့မေးမယ်ဆိုလို့ရှိရင်တော့ဒါကကိုယ့်ရဲ့ရွေးချယ်မှုပေါ့ကိုဘယ်လိုလုပ်မှလဲဆိုတော့ပေါ့မူတည်တယ်လို့ပဲဖြေရပါမယ်အဲ့တော့ကိုကလှုပ်ရှားခြင်းနဲ့နောက်ပြီး skill တွေလည်းတိုးမြင့်ခြင်းနဲ့နောက်ပြီးလို့ရှင်ဒီ premium features မှာရတဲ့ tools တွေအကုန်လုံးကိုလည်းကိုကအသုံးပြုတယ်နောက် LinkedIn Learning ကိုလည်းအကျိုးရှိရှိအသုံးချတဲ့သူမျိုးဆိုရင်တော့ကိုယ့်ရဲ့ career တွေကိုဒါကောင်းမွန်တဲ့ improvement တွေလည်းမြင်ရမယ် investment ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုက premium ကိုဝယ်တော့ဝယ်ထားတယ်ဒါပေမဲ့တလားပြီးတလား premium တက်တဲ့နေကုန်လာတာပဲရှိတယ်ကိုကဘာမှအထူးတလဲသူ့ကိုမသုံးဖြစ်ဘူး premium ကနေရတဲ့ features တွေလည်းတေချာလေးအသုံးမပြုဖြစ်ဘူးပြီးတော့ဒီ LinkedIn Learning ကိုလည်းမရောက်ဖြစ်ဘူးအဲ့လိုမျိုးနဲ့ပေါ့နော်ကိုကသုံးမဲ့တာသုံးနေတယ်သူသုံးချလို့ရတဲ့ဟာတွေကိုစုံလင်အောင်သုံးမချဘူးဆိုရင်တော့ဒါကငွေကုန်တာပဲဖြစ်သွားမှာ investment မဖြစ်နိုင်တော့ဘူးအဲ့တော့ကိုဘယ်လိုအသုံးပြုမှာလဲဆိုတော့မူတည်ပြီးတော့ပဲရွေးချယ်ပါလို့ပြောချင်ပါတယ်တချို့တွေလည်းမေးချင်ပါပဲဒါဆို premium သုံးပြီဆိုရင်အလုပ်ရဖို့တေချာလားအဲ့လိုမေးချင်ပါပဲပေါ့နော်အဲ့တော့အဖြေကတော့ premium အသုံးပြုခြင်းကအလုပ်ရကိုရမယ်လို့အာမခံချက်မဟုတ်ဘူးအဲ့တော့ premium သုံးနေဆိုတာကကိုကဒီကိုယ့်ရဲ့အခွင့်အရေးတွေကိုပို့ပြီးတော့မှမြန်မြန်ဆန်ဆန်ရှာဖွေနိုင်မှုအတွက်ကို tools တွေထပ်ဆင့်ပေးလိုက်တာပဲဖြစ်တယ်ပေါ့နော်အရေးကြီးဆုံးကကိုယ့်ရဲ့ skill ကိုယ့်ရဲ့ experience ပြီးလို့ရှိရင်ကိုယ့်ရဲ့ profile quality နဲ့ကိုယ့်ရဲ့ network ကသာအရေးကြီးဆုံးပဲ premium ကကိုယ့်ကိုဖြစ်စွပေးုံလေးပဲတတ်နိုင်တာအဓိကကိုလုံးမှာပဲရမှာအဲ့တော့အဓိကအချက်ဖြစ်တဲ့ကိုယ့်ရဲ့ profile ကောင်းကောင်းမွန်မွန်ရှိတာပေါ့နော်နံပါတ်1အရေးကြီးဆုံးအချက်ပဲပေါ့နော် premium ကကိုယ့်ကို support ပဲလုပ်မှာအဓိကကိုယ့်ပုံမှာပဲမူတည်တာဒါကြောင့်ပြောချင်တာက LinkedIn ကအကောင့်ဖွင့်တိုင်းုံနဲ့မပေးပါဘူးကိုယ့်ရဲ့ဒီ professional image ကိုတိစောက်ဖို့ပြီးရင်မှန်ကန်တဲ့လူတွေနဲ့ချိတ်ဆက်ဖို့ပြီးရင်အခွင့်အရေးသက်တွေကိုရှာဖွေဖို့အတွက်ကိုသုံးပြရတာပါအဲ့တော့ကိုက career တိုးတက်ချင်တယ်ဆိုလို့ရှိရင်တော့ LinkedIn ကိုမှန်ကန်တဲ့နည်းလမ်းနဲ့အသုံးပြုတဲ့ခြင်းကလည်းကောင်းမွန်တဲ့ skill တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကိုကဒီ video ကြည့်နေတဲ့အချိန်တည်းအောင် LinkedIn profile မရှိသေးဘူးအကောင့်မဖွင့်ရသေးဘူးဆိုရင်အခုပဲ LinkedIn ကိုသွားပြီးတော့ကိုယ့်ရဲ့ professional profile လေးကောင်းကောင်းလေးတစ်ခုကိုပြင်ဆင်ထားဖို့အကြံပေးပါတယ်အဲ့တော့ဒီ video ကသုံးဝင်မယ်လို့မျှော်လင့်ပါတယ် see you in the next video